안녕하세요 여러분. 제가 란 코리아 랭귀지 센터의 제예진에 피바에 제가 여러분을 고디니 마 사회아디네 고민라비스로 사회아디네 빠따대서 그런리 세롱고 뼈뼈비다 밤에 에러 발리를 피밀레스라 체내 둘라 지자요 너 제로ပထမဆုံး တစ်လုံးကတော့ဆောင်းရာသီမှာကြာတတ်တဲ့ခြေတော့နှင်းเนาะနှင်းဆိုတဲ့စကားလုံးလေးကခြေကိုရလို့ဆိုရင် noon လို့ခေါ်ပါတယ်ဒုတိယစကားလုံးကတော့ခြေတို့ဆောင်းရာသီရောက်ပြီဆိုတော့ခြေတို့နှင်းလူသားတွေပေါ့နော်ကိုရီးယားမှာဆိုရင်နှင်းတွေရေခဲနှင်းတွေကြာတဲ့ခါကျရင်ခြေတို့နှင်းလူသားတွေလောက်ကြတယ်ပေါ့နော်နှင်းလူသားကိုခြေတို့က noon saram လို့ခေါ်တယ်ဘယ်လိုခေါ်လဲဆိုတော့ noon saram အဲ့ဒါကိုနှင်းလူသားလို့ခေါ်ပါတယ်ပြီးရင်တတိယစကားလုံးလေးကတော့တချို့နှင်းလေးတွေပေါ့နော်နှင်းကြတဲ့ခါမှာနှင်းလေးတွေအလုံးလေးတွေလှုပ်ပြီးတော့ဟိုဘက်နဲ့ဒီဘက်နဲ့ပြစ်တဲ့ကစားနီးပေါ့နော်အဲ့ဒါကိုတချို့က nun saum လို့ခေါ်ပါတယ် nun saum နောက်တစ်လုံးကတော့ခြေတို့ဆောင်းရည်မှာအရန်အေးတယ်ပေါ့နော်အေးတဲ့အခါကျရင်ခြေတို့မာဖလာလေးတွေပေါ့နော်မာဖလာလေးတွေကိုဝတ်ဆင်ကြတယ်အဲ့တော့အဲ့ဒီမာဖလာကိုပြောလဲဆိုတော့ခြေတို့က moktori လို့ခေါ်တယ်ဘယ်လိုခေါ်လဲ moktori လို့ခေါ်ပါတယ်ပြီးရင်နောက်စကားလုံးလေးကတော့ခြေတို့အရန်အေးတဲ့ခါမှာအုတ်ထုတ်ဆောင်ကြရတယ်ပေါ့နော်အဲ့တော့အုတ်ထုတ်ဆောင်နေအမွှေးပွားအုတ်ထုတ်လေးတွေပေါ့အဲ့လိုမျိုးသုံးမွေးအုတ်ထုတ်အမွှေးပွားအုတ်ထုတ်တွေကိုခြေတို့ဘယ်လိုခေါ်လဲဆိုတော့ thol moja လို့ခေါ်တယ် thol moja နောက်တစ်ခုကတော့ဆောင်းရည်မှာပဲတွေ့ရတယ်ခြေတို့အားကစားပေါ့နော်အားကစားဖြစ်တဲ့ ski လို့ခေါ်တယ်နှင်းလျှောစီးတယ်ပေါ့နော်အဲ့ဒီအားကစားလေးလည်းရှိပါတယ်အဲ့တော့ ski tada ski tada နှင်းလျှောစီးသည်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်နောက်တစ်ခုကတော့အရန်အေးလွန်းတဲ့ခါမှာဆိုရင်ခြေတို့ရေတွေတောင်ခဲတယ်ပေါ့နော်အဲ့ဒီခါမှာဆိုရင်ခြေတို့ရေခဲတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တဲ့ olda လို့ခေါ်ပါတယ် olda ပြီးရင်နောက်တစ်ခုကတော့ဆောင်းရာသီမှာအရန်အေးလွန်းတဲ့အတွက်မီးဖိုလှုံရတယ်ပေါ့နော်အဲ့ဒီခါမှာသုံးတဲ့မီးဖိုကိုခြေတို့က nan lo လို့ခေါ်ပါတယ် nan loခြေတို့နောက်ဆုံးတစ်ခုကတော့ဆောင်းရာသီပွဲတော်ဖြစ်တဲ့ Christmas ပွဲတော်ပဲဖြစ်ပါတယ်အဲ့တော့ Christmas ဟုတ်ပြီအဲ့ဒါဆိုရင်ခြေဒီနေ့ပြောသွားခဲ့တဲ့ဆောင်းရာသီမှာသုံးတဲ့စကားလုံးလေး10လုံးကိုသိကြမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်안녕